ဒီနေ့တော့ Apple ID ဖွင့်နည်းလေးကိုအားလုံးနားလည်အောင်လို့အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးနည်းလမ်းလေးနဲ့ရှင်းပြပေးသွားပါမယ်။ကျွန်တော်စီမှာ Apple ID ဖွင့်ဖို့အတွက်ပထမဆုံးအနေနဲ့အချင်းပေးတစ်ခုနဲ့ဖုန်းနံပါတ်တစ်ခုရှိဖို့လိုအပ်ပါတယ်။ဒါဆိုရင်အားလုံးပဲကျွန်တော်တို့တူတူ Apple ID တစ်ခုတော့လိုက်ပြီးတော့ဖွင့်ကြည့်ရအောင်။အရင်ဆုံး setting နဲ့ဝင်လိုက်ပါ။ပြီးတော့ရင်တော့အပေါ်သုံးမှရှိရဲ့ Apple account ဆိုအောင်နှိပ်လိုက်ပါ။ပြီးတော့ရင်တော့ကိုက Apple ID account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်အောက်ဆုံးမှရှိရဲ့ Don't have an Apple account ဆိုတဲ့ထဲကိုဝင်လိုက်ပါ။ဝင်ပြီးသားဆိုရင်တော့ဒီလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာရင်တော့ကျွန်တော်ကကိုယ့်ရဲ့နာမည်နဲ့မွေးနေ့ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ထည့်ပြီးသွားရင်ဆိုရင်တော့အောက်မှာရှိရဲ့ continue ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီလိုမျိုးပေါ်လာရင်တော့ကိုယ့်ရဲ့ Gmail ကိုရိုက်ထည့်ပြီးတော့အောက်မှာရှိရဲ့ continue ကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီလိုပေါ်လာရင်တော့ကိုထားခြင်းတဲ့ password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတတိထားမှာကျွန်တော်အပေါ်မှာထားခဲ့တဲ့ password နဲ့အောက်မှာထားတဲ့ password ကိုပြအောင်ရိုက်ထည့်ပေးရမှာပါပြီးသွားရင်တော့ continue ကိုနှိပ်လိုက်ပါဒီလိုမျိုးပေါ်လာရင်တော့ကျွန်တော်ကို Apple ID ဖွင့်တဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတတိထားမှာကျွန်တော်ကို Apple ID ဖွင့်တဲ့ဖုန်းနံပါတ်ကကိုဖွင့်နေတဲ့ဖုန်းမှာဖြစ်ဖြစ်ခြားဖုန်းတစ်လုံးမှာပဲဖြစ်ဖြစ် SIM ကတ်ကိုထည့်ထားမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကဒီကုတ်နံပါတ်6လုံးပေါ့နော်သူက message ပို့ပြီးတော့ပို့မှာဖြစ်တဲ့အတွက်ကိုဖုန်းထဲမှာထည့်ထားမှပဲ message ကကြာမှာမလို့ပါဖုန်းနံပါတ်ထည့်ပြီးသွားရင်တော့ continue ကိုနှိပ်လိုက်ပါဒီနေရာမှာတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုပို့လာတဲ့ကုတ်နံပါတ်6လုံးရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ကုတ်နံပါတ်ထည့်ပြီးသွားရင်တော့ကျွန်တော်အောက်မှာရှိရဲ့ continue ကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီလိုမျိုးစာတွေအများကြီးပေါ်လာပြီဆိုရင်တော့အောက်ဆုံးမှာရှိရဲ့ agree ကိုနှိပ်လိုက်ပါ agree ကိုနှိပ်ပြီးသွားရင်တော့ဒီလိုမျိုး wine လေးလဲနေပါလိမ့်မယ် wine လေးလဲနေတဲ့အချိန်မှာခဏလောက်ဆောင်းပေးလိုက်ပါခဏလောက်ဆောင်းပေးပြီးသွားရင်သူကကိုယ့် iPhone ရဲ့ password ကိုတောင်းပါလိမ့်မယ် password တောင်းရင် password ရိုက်ထည့်ပေးလိုက်ပါရိုက်ထည့်ပြီးသွားရင်သူက wine လေးခဏတက်လဲပါလိမ့်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ Apple ID account တစ်ခုကိုအောင်မြင်စွာဖွင့်ပြီးသွားပြီဖြစ်ပါတယ်ဒါပေမဲ့မပြီးသေးပါဘူးကျွန်တော်ကိုယ့်ရဲ့ email ကို verify လုပ်ပေးဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီစာတန်းအပြာလေးနဲ့ verify email address ဆိုတာနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော် send code ဆိုတာနှိပ်လိုက်ပါဒီလိုမျိုးပေါ်လာရင်တော့ကိုယ့်ရဲ့ email address ကိုပြန်ပြီးတော့ရိုက်ထည့်ပေးလိုက်ပါ email address ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့သူကကိုယ့်ရဲ့ email ကိုကုတ်နံပါတ်6လုံးပို့ပြီးမှဖြစ်ပါတယ်ကုတ်နံပါတ်6လုံးကိုတော့ကျွန်တော် Gmail app ထဲမှာသွားပြီးတော့ကြည့်ရပါမယ်ပြီးသွားရင်တော့ကျွန်တော်ကုတ်နံပါတ်6လုံးကိုဒီနေရာမှာထည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ Apple ID account တစ်ခုအောင်မြင်စွာဖွင့်ပြီးသွားပြီဖြစ်ပါတယ်